သွေးတိုးယောဂဟာအစိုက်တဲ့လူသက်သမားဖြစ်ပြီးရေရှည်မှာနှလုံးနဲ့ကြောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။သွေးတိုးယောဂကိုဆေးတောက်ရုပ်တင်မဟုတ်ပဲတဘာဝအစားအစာတွေနဲ့ပါထိန်းချုပ်လို့ရတယ်ဆိုတာကိုသိပါသလား။အရင်ဆုံးဗိုဒက်ဆီယမ်ကျွယ်ဝတဲ့ငပြောသီးနဲ့ထောပတ်သီးတွေကခန္ဓာကိုယ်ထဲကဆိုဒီယမ်လို့ခေါ်တဲ့စားဓာတ်ကိုလျှော့ချပေးပါတယ်။သွေးကြောတွေကိုပွင့်စေတဲ့ချစ်သွန်ဖြူ garlic နဲ့သွေးလက်ပတ်မှုအားကောင်းစေတဲ့ beetroot မုံလာဥနီတို့ကိုလည်းမမေ့ပါနဲ့။လက်ဖက်ရည်ဆိုရင်တော့ hibiscus tea ချင်မောင်လက်ဖက်ရည်ကသွေးဖိအားကိုတိတိကျကျကျစေတယ်လို့လေ့လာမှုတွေအရသိရပါတယ်။နောက်ပြီး ginger နဲ့တစ်ချဘောခေါက် cinnamon တို့ကလည်းသွေးကြောတွေကိုပြေလျော့စေပြီးသွေးတို့ကိုထိန်းပေးပါတယ်။ဖြည့်စွတ်စွာအနေနဲ့ဆိုရင်တော့နှလုံးကျန်းမာရေးအတွက် fish oil, omega 3 နဲ့သွေးကြောနံရံတွေကိုတန်မာစေတဲ့ magnesium ဓာတ်တွေကအထူးကောင်းမွန်ပါတယ်။အဓိကကတော့စားလျှော့စားဖို့နဲ့စားဆိုတာ salt စားကိုလျှော့စားဖို့နဲ့ကိုလက်လှုပ်ရှားမှုလုပ်ဖို့ပါပဲ။အခုပြောတဲ့အချက်တွေကတင့်ကျန်းမာရေးကိုထောက်ကူဖြစ်စေမှာပါ။အားလုံးကျန်းမာချမ်းသာကြပါစေ။ Bye for now.